အမလီမိုးကလည်းကောင်းလိုက်တာကွာအိမ်ထဲမှာပဲကိုယ်နေဖို့ကောင်းတယ်နေကငါမှတ်ခဲ့တဲ့နေရာပဲဒါအများကြီးပဲကွာအိမ်ဦးတွေကရှိရောရှိသေးတယ်တော်ပါကွာငါလည်းဒီနေ့ပင်ပန်းနေပါပြီမိမရေမိမအားပြန်လာပြီမိမရော့ဒီနေ့တော့တော်မြောင်းနဲ့တော့မင်းလည်းပင်ပန်းနေပြီ ဟောရှိသေးလားကိုတင်မောင်ရဲ့ပေးပါဟောဒီမှာအင်းဦးလက်လက်ဆက်ဆက်တည်းရမယ်နော်လာပါဟုတ်လာပြီညီမညာရေရောညီမထားတဲ့ဝတ်သားဟုတ်ကဲ့အမရေကျေးဇူးနော်ဝတ်သားနဲ့အင်းဦးနဲ့ရောချက်အရန်ကောင်းတာတော့အင်းဦးကလည်းနေမကူပဲနဲ့ချက်ချင်းစားမှအရသာပိုကောင်းတာမျိုးလေနောက်နေ့မှစားရင်မလက်ဆက်တော့တာမသိဘူးအရသာတိတ်မကောင်းတော့ဘူးတော့ အိမ်ဦးစစ်ဖို့လည်းလိုသေးတယ်မိမရဲ့အတိအဥတွေနဲ့မှားရင်စားလို့မကောင်းလေမိမအရင်စား အတူတူစားကြရအောင်ရှင်